ကျွန်တော်ဒီနေ့တော့အားလုံးကကိုစော်ဘုံရုပ်ဖမ်းသွားပြီထင်ပြီးတော့မှပြောလာတဲ့လူတွေပေါ့နော်ကျွန်တော်မဖမ်းပါဘူးနော်ကျွန်တော်မဖမ်းပါဘူးကျွန်တော်ကဦးမင်းအောင်လှိုင်ကိုစေးတိုင်းထွာပြီးတော့မှနိုင်ငံခေါင်းဆောင်တွေကိုပြောနေတဲ့လူတယောက်မဟုတ်ဘူးreaction လုပ်ပြီးတော့မှသူတို့ကဖြည့်ညက်ကလုပ်ပြီးတော့မှလိုတဲ့နေရာတွေကိုသုံးသွားတယ်ဆိုရင်တော့ဒါကသူတို့ကိစ္စပေါ့နော်သူတို့ကိစ္စကျွန်တော်မဖမ်းပါဘူးဦးမင်းအောင်လှိုင်ကိုယ်တိုင်ကလည်းသူကဖုန်းနေရလာတယ်လားမတန်းနိုင်လိုက်သေးပဲပါပလေးဒီကျွန်တော် live လွတ်နေပါတယ်ကျွန်တော် live လွတ်နေတယ်အာရောတော့နောက်တာကြီးမြန်မာပြည်မှာဘာရင်မှန်းလည်းမသိနော်အဲ့တော့မဖမ်းပါဘူးကျွန်တော်တို့တက်မတော်ကာကွယ်ဦးစီးချုပ်နဇကဝူကြီးချုပ်နော်ယာယီတမနာကြီးကိုယ်တိုင်ကသူကပြောထားပြီးသားဒီဘက်မှာရှိနေတဲ့ကျော်မျိုးမင်းတို့ကျော်စိုးဦးတို့ပေါက်ကိုတော်တို့မပူတူတို့သဇင်ဦးတို့ပြီးထွတ်မြတ်သူတို့ပြီးပိုင်ရဲကိုတို့ပြီးနောင်တော်လေးတို့ပြီးကျွန်တော်ပေါ့နော်ကျွန်တော်တို့ဖမ်းမယ်ဆိုရင်သူ့အမိတ်ပါမှဖမ်းလို့ရမှာပါနော်ဖမ်းလို့မရအောင်သူကဖမ်းခိုင်းမှဖမ်းလို့ရမှာနော်ပြောပြကြဒီဘက်ကလူတွေကိုသူတို့တိုင်းပြည်ကိုချစ်တဲ့စိတ်နဲ့ပေါက်ကွဲရင်ပေါက်ကွဲလိုက်မယ်နော်ပေါက်ကွဲလိုက်မယ်နော်နိုင်ငံမနစ်နိုင်ပြီးတော့လူပုဂ္ဂိုလ်တူတယောက်ကိုဆဲရင်အောင်မှနောက်ဆုံးစစ်တွေဆဲလို့ရတယ်ဆိုတဲ့ပုံစံမျိုးထိကိုတက်မတော်ကာကွယ်ဦးစီးချုပ်ကပြီးခံနိုင်တဲ့အတိုင်းအတာရှိတယ်တကယ်ဆိုရင်သူ့ကိုအများကြီးပေါ့ဗျာဆဲတာတွေကျွန်တော်ဒီတိုင်းပြည်ကိုကောင်းသားစေခြင်းနဲ့လူတွေမဟုတ်ဘဲနဲ့တိုင်းပြည်ဖြတ်မဲ့ပြည်ဖြတ်မဲ့အမျိုးရုပ်တွေကဆဲနေရတော့မှ तू ကမဖမ်းဘူးနော်အများကြီးတွေမှသူ့ပုံကြီးကိုထမိန်တွေလုတ်တယ်ဖက်နဲ့တွေလုတ်တယ်ဟိုရိုးရရတို့ဘာလို့ပဲမှာပေါ့နော်မြန်မာပြည်တွင်းထဲမှာတော့မလုပ်ရဲကြပါဘူးနော်ကျွန်တော်တို့ကပြည်တွင်းထဲမှာနေပြီးတိုင်းပြည်နဲ့နိုင်ငံအတွက်အမှန်တရားကိုပြောတဲ့လူတွေဖြစ်နေတဲ့အတွက်ဟောနော် तू ကမဖမ်းခိုင်းဘူးဒါအဓိကသူ့အမိတ်ရမှာဖမ်းလို့ရမှာသူ့အမိတ်မရရင်တော့ဖမ်းမရအောင်အဲ့တော့စိတ်မပူနဲ့နော်မဖမ်းအဲ့ဒါတော့စိတ်ချနော်မဖမ်းဆိုတော့ကျွန်တော်လည်းမစော်ကားပါဘူးနော်မစော်ကားပါဘူးဟိုလူတူတယောက်ကို